အခုကတော့ဗောနော်ကျမတို့ကရင်တော့ဆိုရင်65ကားဂိတ်က216အရင်216မကြီးတန်းနဲ့ကြောက်တန်းမြို့ထဲမှာဂိတ်ထိုးပါတယ်အခုကတော့အဲ့ဒီမှာရှင်းလင်းပြီးတော့ဒီဘက်ကရက်ကွက်တစ်ကိုရောက်လာပါပြီခရက်ကွက်တစ်မှာဂိတ်ဆုံးပေါ့နော်ခရက်ကွက်တစ်မှာဂိတ်ဆုံးဒီကနေစီးသွားရင်ရန်ကုန်မဟန်း3လမ်းမှာဂိတ်ဆုံးတယ်ရန်ကုန်မဟန်း3လမ်းမှာဂိတ်ဆုံးတယ်အခုဒီမှာဗာပဲမှတ်တိုင်ကိုသွားလို့ရတယ်ဖျားကုန်းလမ်းဆိုတာဂီတလို့နော်တန်လင်းရောက်မယ်တာဂီတရောက်မယ်အဲ့တော့ကြောက်တိုင်တောင်ဝေပလီယူဇနာပလာဇာကနေပြီးတော့ဗဟန်း3လမ်းမှာဂိတ်ဆုံးပါတယ်အဲ့တော့ကြောက်တန်းမှာအခုကကိုအိမ်ရှိရနေတားစီးလိုက်ရုံနဲ့ဂိုင်းကားစီးလို့ရတဲ့အနေအထားဖြစ်သွားပါပြီရန်ကိုအဆင်ပြေသွားပါပြီအခုဒီနေရာလေးရဲ့ပတ်ဝန်းကျင်ကိုလည်းရိုက်ပြပါမယ်ဒီနေရာလေးရဲ့ပတ်ဝန်းကျင်မှာဆိုရင်ဟိုဘက်မှာကားတွေတွားနေတဲ့နေရာကတော့ခနန်းဆိုင်တွေဘက်ကိုတွားတယ်အဲ့ကနေမှအခုဒီနေရာတွေပေါ့ဖြည်းဖြည်းချင်းရိုက်လိုက်ရင်ဟိုဘက်မှာဆိုရင်တီလိုဝါစိတ်ကန်းကိုရောက်မယ်တီလိုဝါစိတ်ကန်းရှိမယ်ဟိုးအရင်တော့ပေါ့နော်ဒီနေရာတွေကလယ်တွေရွေးလုပ်ခဲ့တဲ့နေရာအခုကကွက်တစ်ဖြစ်သွားတယ်ကတော့လေ65ဂိတ်ထိုးတဲ့နေရာလေးကိုရောက်တော့ဖြစ်ပါလိမ့်ရှင်ပြန်တော့မယ်ပြန်ပြီ65ကြီးစီးပြီးအိမ်ပြန်มาတော့မယ်ကဲ65စီးပြီးပြန်တော့တန်းနောက်မှတစ်စီးလားမသိဒါပဲကျန်တော့တယ်ဟုတ်ပြီအဲ့ဒီစီးပဲကျန်တော့တယ်ဟိုနောက်မှသိရှိဟုတ်မှသိရှိဒီ9နိုင်ခွဲနောက်ဆုံးပြောတာပဲလက်ကလည်းလုံနေမရဘူးလက်ကလုံနေမရဘူးဟုတ်တယ်အဲ့ဒါဟုတ်တယ်တော့ဟိုနောက်ကြောက်စီအဲ့တော့လည်းမရှိဘူးအဲ့မိုးကလည်းမရှိအဲ့တော့တော့လည်းမရှိဘူးအဲ့တော့ဘာလို့လဲဆိုတော့ဝိရတယ်ဟိုဒီလိုဆိုင်တို့တင်နေရင်အဲ့တော့မင်းကပေါ်ရတော့ဘူးရှိရောအဲ့တော့ဝိပလာကြီးတော့တော့တယ်တော့ရှင်းရတော့တယ်လေကွင်းရောက်ပြီဒီနေရာတွေကိုလေဒီနေရာတွေကိုလမ်းမှာတန်းစီဟွာလောက်ရှိတယ်ထောင်ကနန်းရှိတယ်အဲ့မဲ့ဆိုရေးသွဲမိသွဲလို့မလွယ်ဘူးမလွယ်တာပဲထောင်ကနန်းဒီလိုလမ်းမှာလည်းမေးနေဆိုရင်ထောင်ကနန်းလောက်ရှိတယ်အိုးလေကွင်းထဲထဲတွေကကြာတော့150လို့300အတွင်းဘက်တွေအဲ့အတွင်းဘက်တွေဟွာအဝင်လမ်းတွေရွှွန်လမ်းတွေပဲရှိတယ်အဲ့ဒါ300တိတက်တယ်လေပြီးရင်လမ်းကကြာတော့လမ်းမှာမပေါက်သေးတယ်ရှိတော့ရှိတယ်လေဟွာလေးနဲ့ပဲရွှွန်လမ်းတွေနဲ့ပဲရွှွန်လမ်းတွေကိုပဲထဲထဲကို300တော့ဆိုမှတော့လေကွင်းနေမတိုင်ကြုံအောင်မတော့ကြအဲ့မိုင်းကိုအကြောင်းလေးကြပြလိုက်ရှာရေးပွေးရှိတာလေးမှာပေါ်ရလေးကိုဒီနဲ့အညီကိုပြုတ်ပြတော့တို့ထုတ်ပြီးတော့အဲ့ပို့ပြီးတော့အဲ့ဒီဒီမှာလေးနဲ့နေလို့ရတယ်ဒီခေါင်းကဘယ်လိုလုပ်လဲပြုတ်ပြီးအဲ့ဒီတော့ပို့တယ်တော့အဲ့ကြောင့်အဲ့ဒါကိုရေးပြီးပြန်လို့ရှိတာဒါပါ